2026အောက်ကုတ်လကြာတာပဒေသားသမီးများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်ဒီလမှာကြာတာပဒေသားသမီးများအကန်စာတာမြင့်မာပြီးသူကြီးသူမတွေမဆမှုအတိအမပြုမှုကိုအပြည့်အဝရရှိမယ်လားလို့လည်းပြောလို့ရပါတယ်ရှင်ပညာရေးပါတာရေးတော့မဟုတ်ရင်းနှီးမြုပ်နှံမှုကိစ္စတွေမှာအကျိုးထူးများခံစားရပါလိမ့်မယ်စီးပွားရေးနဲ့အလုပ်အကိုင်မှာခါကြတော့အခွင့်အလမ်းသစ်များလုပ်ငန်းခွင်တွင်ရာထူးတိုးခြင်းတာဝန်ကြီးကြီးမားမားလွဲအပ်ခံရခြင်းသို့မဟုတ်ပညာရပ်ဆိုင်ရာရင်းနှီးမြုပ်နှံမှုများဒီဆောက်နိုင်မှုအဆင်ပြေမှုများရရှိပါလိမ့်မယ်မိမိရဲ့စေတနာကိုအလွဲသုံးစားမိသူများကြုံနိုင်သဖြင့်အရန်ကြီးယုံလည်ခြင်းကိုတတိထားပါသုံးဖြတ်ချက်များကိုပြပြရေးရေးနဲ့အစဉ်လိုက်ဆောင်ရွက်ပါကမာအယွင်းကင်းဝေးပါလိမ့်မည်ငွေရေးကြေးရေးမှာခါကြတော့ဝင်ငွေပုံမှန်ဝင်မဲ့အပြင်လုပ်ငန်းမှာအကျိုးအမြတ်များရရှိခြင်းရင်းနှီးမြုပ်နှံထားသောအရာများအကျိုးအမြတ်ပြန်လည်ဝင်ရောက်လာခြင်းတို့ကြုံရပါတယ်ရှင်ဘာသာရေးအလူအတန်းနဲ့မိသားစုဝင်များလူကြီးသူမများကျမ်းမာရေးတို့မဟုတ်ကူညီမှုများအတွေ့ငွေကြေးထွက်ရတတ်ပါတယ်ရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့လူပြိုအပြိုများအသက်အရွယ်တို့မဟုတ်စစ်အတန်းကွဲပြားသူအသက်ကြီးဝါကြီးသူများဤမိတ်ဆက်ပေးမှုမှတစ်စင်ရင်းချက်ပြီးအားကိုးရတဲ့အဖို့ကောင်းနဲ့ကြုံတွေ့ရပါတယ်အိမ်ထောင်ရှင်များခါကြတော့အိမ်ထောင်ရေးတာယာပြီးမိသားစုအတွင်းမင်္ဂလာသတင်းတွေကြားရပါလိမ့်မယ်ရှင်။တဦးနဲ့တဦးအပြန်အလှန်လေးစားမှုပုံမှုတိုးပွားလာပါလိမ့်မယ်။ကျမ်းမာရေးမှာခါကြတော့အစစ်အမြစ်ရောင်ရမ်းခြင်းခါနာခြင်းသွေးတိုးခြင်းနဲ့အစားအသောက်ကြောင့်ဝမ်းပိုက်ပိုင်းဆိုင်ရာမအီမသာဖြစ်တတ်တယ်။အစားအသောက်စီစစ်ပြီးလက်ကျင့်ခံပုံမှန်ပြုလုပ်ပေးပါရှင်။ပြုလို့ရမယ်ရတရာကကြတော့ကြာတာပတိနာနဲ့မှာကန့်ကော်ပန်းလူဒန်းပူစော်ပေးပါရှင်ဒါမှမဟုတ်မိဘဆရာသမားကတော့ချင်းတီးဆောင်မုတ်တွေလူဒန်းချင်းဖြင့်ကုသိုလ်ပြုလုပ်ပေးပါရှင်ဒီလားကံကောင်းစေတဲ့အယောင်ခါကြတော့အဝါရောင်လိမ်မော်ရောင်ရွှေရောင်တို့ဖြစ်ပြီးတော့ကံကောင်းစေတဲ့ကဏ္ဍခါကြတော့ငါးသစ်ခုဖြစ်ပါတယ်ရှင်